မလ9ရက်နေ့တွင်ရှမ်းတိုင်းသားစာပေနှင့်ကျန်းကစာပေဖြစ်ဆိုပွဲအတွင်ရလက်ကောင်ရရှိသူများအားဆုချီးမြှင့်သည့်အခမ်းအနားကိုမလခဲစံတော့စာတင်ကျောင်း၌စီကားတိုက်မြတ်စွာကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့အထူးရငင်းချင်းနှင့်စီလုံးရေးကော်မတီအတွင်းမှုအဖွဲ့အတွင်းမှုအထူးရအစိုးရသူ့ကထဦးအစံကအတွင်းမှုအဖွဲ့အတွင်းမှုဦးအိုက်ပန်စီဝေးဌာနသူဌာနမှုဦးအိုက်ခွန်မလခဲခရိုင်အုပ်ချုပ်ရေးမှုဦးနာအောင်ကျောင်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များလူထုကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်အခမ်းအနားတွင်ဒီရအစိုးရသူ့အခထဦးအစံကန်ကအမစကားပြောကြားရာတွင်ယခုတစ်ချိန်ဆောင်ရွက်ခဲ့သည့်စစ်ဆေးမှုသည်တိုင်းဒေသရိုးရာယဉ်ကျေးမှုအမွေအနှစ်များစက္ကန့်ထင်းထင်းချင်းကိုမြင့်တင်ရန်နှင့်မြို့ဆက်တဲ့လူငယ်များအနေဖြင့်အဖို့တန်မွေးနှစ်ဆိုင်ရာများကိုလိလာစီပူးနေရန်ရည်ရွယ်ကြောင်းဆိုရရှိသူများအနေဖြင့်ဤသို့ကွန်ပျူတာချင်းမြင့်မှုကိုတန်ဖိုးထားပြီးအထူးရတိုင်းဒေသယဉ်ကျေးမှုပြန့်ပွားရေးအတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းတိုက်တွန်းပြောကြားခဲ့ပါတယ်ဆက်လက်၍ဦးအပန်းကလည်းတိုင်းဒေသစီလုံးညွတ်ရေးသည်အထူးရဖွံ့ဖြိုးတိုးတက်မှု၏အခြေခံအောင်မြင်ဖြစ်ကြောင်းမိမိတို့အားလုံးအနေဖြင့်စီလုံးညွတ်မှုကိုထိမ့်သိမ်းပြီးမိမိတို့၏ကောင်းမွန်သောရိုးရာယဉ်ကျေးမှုများကိုလည်းမျိုးဆက်တဲ့လူငယ်များစီလက်ဆင့်ကမ်းနိုင်အောင်တက်ကြွစွာဆောင်ရွက်သွားကြရန်အလေးပေးပြောကြားခဲ့ပါတယ်။ထို့နောက်တရောက်လာကြသောခေါင်းဆောင်များကဆူရရှိသူများအားဂုဏ်ပြုမှတ်တမ်းလွှာများကိုတဦးချင်းတက်ရောက်ပေးအပ်ခြင်းမြင့်ခဲ့ကြပါတယ်။ဆူရရှိသူများကလည်းဒီရအစိုးရကယခုကဲ့သို့တင်ယူလိလာနိုင်တဲ့အခွင့်အလမ်းများကိုဖန်တီးပေးသည့်အတွက်အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့နောက်တွင်လည်းရှမ်းတိုင်းသားစာပေကိုဆက်လက်စူးစမ်းတင်ယူကာသက်ဆိုင်ရာတိုင်းယဉ်ကျေးမှုများကိုထိန်းသိမ်းရင်းပြန့်ပွားအောင်ဆောင်ရွက်သူများအဖြစ်အစဉ်တစိုက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်းတင်ဆက်လိုက်ပါရရှင်။